Hello ကလေးတို့ online သင်လားနဲ့ခဏခဏမေးသင်ကြလို့ချေဒီကနေပြီးတော့ပဲအတူချုပ်လေးပြောပြပေးပါမယ်ရှင် LCCI level 1 2ကို online သင်ပါတယ်ရှင်သင်တဲ့အခါမှာဆိုလို့ရှိရင်စာအုပ်တွေကဒီမြန်မာနိုင်ငံနဲ့အတွင်းဆိုလို့ရှိရင်တော့ချေဒီစာအုပ်တွေကိုလှမ်းပြီးတဲ့အခါကျတော့ကားကိတ်ကနေပြီးတော့လှမ်းပြီးတော့တင်ပေးပါတယ်ရှင်ဒီစာအုပ်ကတော့ textbook ဖြစ်တဲ့အတွက်ကြောင့်မလို့ချေ free ပေးပါတယ်ဒီစာအုပ်လေးကတော့ all question ပါဟိုရင်တော့မိကွန်ဟောင်းတွေကိုစုစည်းပေးထားတာဖြစ်ပါတယ်ရှင်ဒီနှစ်အုပ်ကိုပို့ပေးပါတယ်နိုင်ငံခြားရောက်နေတဲ့ကလေးတွေပေါ့နော်ချက်စီမှာအဲ့လိုမျိုးတခြားနိုင်ငံတွေပြီးတော့မှတက်တဲ့ကလေးတွေရှိပါတယ်သူတို့ဆိုလို့ရှိရင်ချေကဒီ file လေးနဲ့လေချေ download ဆွဲလို့ရအောင်လို့ဆိုပြီးတဲ့အခါကျတော့ချေစာအုပ်ကိုအဲ့လိုမျိုးပုံစံမျိုးနဲ့ပို့ပေးပါတယ်နောက်တစ်ခုကကျတော့ ACC ရဲ့ foundation level 3ဆိုလို့ရှိရင်တော့ချေကအဲ့ဒီစာအုပ်တွေကိုချေ email တို့ telegram တို့ကနေပြီးတော့မှလမ်းပြီးတော့ပို့ပေးပါတယ်နောက်တစ်ခုကတော့ English ပေါ့နော် English ကကျတော့ဖြင့်ချေဒီစာအုပ်တွေမြန်မာနိုင်ငံတဲ့ကိုဆိုလို့ရှိရင်ဒီစာအုပ်တွေကိုပြောင်းပြန်ပြနေပါဒီစာအုပ်တွေကိုချေကားကိတ်ကနေပြီးတော့ပို့ပေးတယ်အကယ်၍ဒီနိုင်ငံကမဟုတ်ဘူးတခြားမှာချေမှာဂျပန်တို့တခြားနိုင်ငံတို့ကနေစင်ကာပူတော့ပေါ့နော်အဲ့လိုမျိုးဘက်ကနေပြီးတော့တက်နေတဲ့ကလေးတွေရှိတယ်သူတို့ကိုဆိုလို့ရှိရင်တော့ချေကemail တို့ telegram တို့ကနေပြီးတော့မှချေစာအုပ်လေးတွေလုပ်ပြီးတဲ့ခါကျတော့သူတို့ပို့ပေးပါလေရှင်တချို့ဆို download ဆွဲလိုက်တယ်တချို့ကျတော့လည်း laptop နဲ့ဆိုတဲ့ခါကျတော့သူတို့ print မထုတ်တော့ဘူး print မထုတ်တော့ဘဲနဲ့သူတို့ရဲ့ဒီ laptop ကကြီးတဲ့အခါကျတော့ screen ကြီးနဲ့သူတို့တွေ drive နဲ့ကြည့်ကြတယ်ပေါ့နော်တချို့ဆိုတော့ print ထုတ်လိုက်ကြပါလေရှင်အဲ့လိုလေးသင်ပေးပါလေရှင်နောက်ထပ်အားသာချက်တစ်ခုကတော့သင်တန်းကိုလူကိုယ်တိုင်တက်တယ်လို့မျိုးခံစားရစီမှာဖြစ်ပါတယ်ဘာလို့တော့ဆိုလို့ရှိရင်ချေတို့ဒီသင်တန်းတွေကိုတပတ်မှာဆိုလို့ရှိရင်တချို့ကလေးဆို2ရက်ပဲလုပ်နိုင်တယ်3ရက်ပဲလုပ်နိုင်တယ်တချို့ဆို4ရက်စာလောက်ထိလုပ်နိုင်တဲ့ကလေးတွေရှိတယ်အဲ့လိုမျိုးဆိုရှင်ချေကဗီဒီယိုတွေအတန် file တွေပေါ့နော်အဲ့ဒါတွေကိုချေပို့ပေးတယ်ပို့ပေးပြီးသွားလို့ရှိရင်တီရှင်နဲ့ one on one တယောက်ချင်းချေနဲ့ကိုယ်တိုင်လူကိုယ်တိုင်စာဆွေးနွေးလို့ရမှာဖြစ်ပါတယ်ရှင်အဲ့လိုဆိုတဲ့အခါကျတော့ one on one အောင်တင်ရတယ်လို့မျိုးပုံစံဆိုတဲ့အခါကျတော့အရန်နဲ့အကျိုးအမြတ်ရှိပါတယ်နောက်တစ်ခုကတော့ကလေးတွေဟိုအပြင်ထွက်ဖို့ရမလို့တော့ဘူးပေါ့နော်အဲ့ဒါမျိုးလေးလုပ်ပေးလို့ရပါတယ်ရှင်ချင်နဲ့အဲ့ကြိုက်တာကိုဆွေးနွေးခွင့်ရှိပါတယ်ဒီ LCCI solution နဲ့ဒီ LCCI နဲ့ပတ်သက်တဲ့သင်တန်းနဲ့ပတ်သက်တဲ့ဥစ္စာအားလုံးကိုဆွေးနွေးခွင့်ပေးတယ် one on one ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုသင်တန်းတက်နေတာကိုတချို့ဆိုတိတ်မသိသေးခြင်းနဲ့လူတွေရှိရလေအဲ့လိုမျိုးလူတွေအတွက်ဆိုလို့ရှိရင်လည်းခြေရဘက်ကနေတော့ဒါမျိုးလေးလုပ်ပေးလို့ရပါတယ်ရှင်ဆိုတော့တခြားပါလေးသိချင်သေးလဲသိချင်တာလေးရှိရဆိုရှင်ချက်ကို comment လေး mem လုပ်လို့ရပါတယ်သင်တန်းတွေကတော့4.0ခွန်1 6နဲ့ချစ်ကိုဖုန်းဆက်ပြီးတော့လည်းမေးလို့ရတယ် Messenger Telegram တို့ Viber တို့ကနေပြီးတော့လည်းမေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်